ငွေရှာတဲ့ပညာတက်သွားရင်စောက်ရမ်းမိုက်တော့ကွာအထူးသဖြင့်အကူကအဲ့ဒီပညာကိုလူငယ်တွေကိုတက်စေချင်တယ်မင်းတို့အမြဲတမ်းညင်းနေကြငွေရှာတာမလွယ်ငွေရှာတာခက်တယ်ငွေရှာတာပင်ပန်းလိုက်တာနဲ့အဲ့ဒီပညာတက်သွားရင်ငွေရှာတာစောက်ရမ်းလွယ်သွားလိမ့်မယ်အခြေခံတစ်ချက်တည်းပဲမဲမှာရှိတဲ့ပစ္စည်းတိုင်းကိုမင်းရောင်းနိုင်ပြီဆိုတာနဲ့မင်းအဲ့ဒီပညာတက်သွားပြီ Wolf of Wall Street တွေက sell me this pen ဆိုရင်ကြည်ဘူးတဲ့သူတိုင်းသိမှာပါလီယိုနာဒိုပြောတဲ့စကားမဲမှာဘောပင်လေးတစ်ချောင်းပဲရှိလက်ကင်မော်လေးတစ်ထည်ပဲရှိဖက်နှက်လေးတရံပဲရှိအဲ့ဒီအရာကိုသူများလိုချင်အောင်မင်းရောင်းနိုင်ပြီဆိုတာနဲ့မင်းတကူပိုင်းဝင်ငွေရပြီအဲ့ဒီအရာကိုမှအခုရဲ့နောက်ထပ်ပညာတစ်ခုကိုပြောပါဆိုရင်လူတွေဝယ်ချင်အောင်လို့မင်းရောင်းရမှာသူတို့လိုအပ်တာကိုလူတွေကဘယ်တော့မှမဝယ်ကြဘူးသူတို့လိုချင်တာကိုပဲဝယ်ကြတာအဲ့တော့သူတို့လိုချင်အောင်ဘယ်လိုလုပ်မလဲဆိုတာနဲ့စဉ်းစားငွေနောက်ကိုမလိုက်နဲ့ခေါင်းသုံးပြီးတော့စဉ်းစားငွေတွေမင်းနောက်လိုက်လာလိမ့်မယ်